Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့စုကအာလူးစီပြန်ရင်လေးကိုမဆလာနဲ့မွေးလေးနဲ့ချက်ပြထားပါတယ်လွယ်ကူရိုးရှင်းပြီးတော့တက်တက်လွတ်စားတဲ့သူတွေအတွက်လည်းအဆင်ပြေတာမလို့စိတ်ဝင်စားရဲဆိုရင်တော့အစီအဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပြီးနော်အာလူးတစ်မျိုးရဲ့ရှိုံနဲ့ချက်လို့ရတာဆိုတော့တခြားဟင်းတွေမစားချင်တဲ့အခါမျိုးဆိုလို့ရှိရင်ကိုယ့်အိမ်မှာရှိတဲ့အာလူးလေးနဲ့ပဲဒီဟင်းလေးကိုချက်စားလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့စုလို့စားပြီးတော့ချက်လိုက်ရအောင်နော်စုကတော့အာလူးကို3လုံးသုံးထားပါတယ်။ရင်ဆုံးတော့စုတို့သုံးမဲ့အာလူးလေးတွေကိုအခွန်ပြောင်းဆင်သွားအောင်လို့ခွာထားပေးလိုက်ပါမယ်။အာလူးကိုကြော်ပြီးမှချက်ပေးခြင်းလည်းရပါတယ်။စုကတော့ဒီနေ့ဒီတိုင်းပဲထည့်ပြီးတော့ချက်မယ်ပေါ့နော်။အာလူးတွေကိုရေဆေးပြီးတော့မှစိတ်ကြိုက်တုံးလေးတွေတုံးထားပေးလိုက်ပါမယ်။တီးထားပြီးသားအာလူးလေးတွေမမဲသွားအောင်လို့ရေထဲမှာစိမ်ထားပေးပါမယ်။ကြော်မယ်ဆိုလို့ရှိရင်တော့အခုလိုစိမ်စရာမလိုဘူးပေါ့နော်။ကျတော့နီလေးတစ်လုံးကိုလည်းစုတို့ခဏနှုတ်လေးတွေဆင်းထားပေးလိုက်ပါမယ်။ထောင်းပြီးတော့မှချက်ပေးခြင်းလည်းရပါတယ်။စုကတော့လုံးဝခဏနှုတ်လေးဖြစ်သွားအောင်ပဲလှီထားပေးလိုက်ပါတယ်။ပြီးရင်တော့ကျွတ်သွန်ဖြူလေး9မှ6မှလောက်ကိုလည်းတပြားလေးရိုက်ပြီးတော့မှလုံးဝခဏနှုတ်လေးဖြစ်သွားအောင်လို့ဆင်နာပေးလိုက်ပါမယ်။နှစ်ခုစလုံးကိုရောထောင်းပြီးတော့မှချက်ပေးခြင်းလည်းရပါတယ်နော်။ကဲဆိုတော့စားချက်ဖို့အတွက်ကိုတော့အိုးရဲကိုစီထည့်ရဲစီပူလာပြီးဆိုရင်တော့ထိထားတဲ့ကျွတ်သွန်ဖြူနေလေးကိုထည့်ပြီးတော့အရင်ဆုံးအယောင်လေးနွမ်းသွားတဲ့အထိစီတက်ထားပေးလိုက်ပါမယ်။ဒီဟင်းလေးကိုကြတော့ဆိုလိုခရမ်းကြီးနေမထည့်တော့ဘဲနဲ့ကျွတ်သွန်ဖြူနေအနှစ်လေးနဲ့ပဲချက်ပါမယ်။ပြီးရင်တော့ဆိုလိုစနေမုံလေးနဲ့ငယ်လေးထည့်ပါမယ်။ကျွတ်သွန်လေးတွေနည်းနည်းလေးအယောင်လေးနွမ်းပြီးတော့ရွှေအောင်လေးတန်းလာတဲ့အထိဆိုလိုကြော်ထားပေးလိုက်ပါမယ်။ကျွတ်သွန်လေးတွေအခုလိုမျိုးအယောင်လေးပြောင်းလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးအယောင်တင်မုံကိုနှစ်စွန်းထည့်ပါမယ်။ငရုတ်သီးအယောင်တင်မုံကကြတော့ဆိုလိုတူးတက်တာကြောင့်သူ့ကိုထည့်ပြီးရနဲ့မြန်မြန်လေးမှွေပေးရပါမယ်။ကဲဆိုလိုခဏလောက်မှွေပြီးပြီဆိုလို့ရှိရင်တော့စောကရေစိမ်ထားတဲ့အာလူးလေးတွေကိုရေစစ်ပြီးတော့မှဟင်းအိုးတွေကိုထည့်လိုက်ပါမယ်။အနှစ်တွေနဲ့တေချာလေးနှံ့သွားအောင်လို့မှွေထားပေးလိုက်ပါမယ်။ဒီအာလူးဟင်းကိုကြတော့ဆိုလိုတက်တက်လွတ်ဖြစ်တဲ့အတွက်ပစွန်ချောင်းမှုန့်တို့ဘာလို့မထည့်တော့ဘဲနဲ့စားရတာမုန့်လေးနဲ့ပဲချက်ပါမယ်။ရတာမုန့်လေးတစ်စုံထည့်မယ်။စားလေးနဲ့ငယ်ထည့်ပါမယ်။ရတာလိုမှပဲထည့်နိုင်ပါတယ်။ကဲပြီးတော့တေချာလေးနှံ့သွားအောင်မှွေပေးလိုက်မယ်။အာလူးတွေဤသွားအောင်လို့ဆိုလိုရေလေးထည့်ပြီးတော့တည်ပေးပါမယ်။အာလူးကိုကြော်ပြီးတော့ချက်တာလဲတစ်မျိုးလေးစားကောင်းသလိုဒီတိုင်းလေးချက်တာလဲအလုံးမရှုပ်တော့ဘဲနဲ့စားလို့ကောင်းတယ်ပေါ့နော်။ကဲစုကတော့အာလူးလေးမြုံအောင်ရေးထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့7မိနစ်လောက်တည်ထားပေးလိုက်ပါမယ်။တည်ထားတဲ့အချိန်မှာလဲစုတို့အောက်ကကတ်တက်တာကြောင့်ခဏခဏတော့ဖွင့်ကြည့်ပြီးတော့မှွေပေးရပါမယ်နော်။ကဲစုကတော့ခဏလောက်ဖွင့်ပြီးတော့မှွေထားပေးလိုက်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့9မိနစ်လောက်ထပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ဒီဟင်းကအာလူးလေးတွေဤပြီးတော့စီပြန်လာပြီဆိုလို့ရှိရင်တော့ရပါပြီကဲစုရဲ့အာလူးဟင်းလေးကတော့စီလေးလည်းပြန်နေပြီဆိုတော့နောက်ဆုံးမှာအချင်အတွက်မကြီးရည်လေးနဲ့စွန်းကိုထည့်လိုက်ပါမယ်အချင်ကိုတော့စုတို့ချိန်ဆပြီးတော့ထည့်ရပါမယ်ဒါအားချင်သွားရင်လည်းဟင်းကစားလို့မကောင်းဘူးပေါ့နော်မကြီးရည်လေးအာလူးလေးဝင်သွားအောင်လို့ခဏလောက်မှွေပြီးတော့ချက်ပြီးပြီဆိုလို့ရှိရင်တော့ကျိုးနောက်ဆုံးမှာမဆလာလေးကိုအုပ်လိုက်ပါမယ်မဆလာကိုတော့ဆိုကလားလေးမဆလာပဲသုံးပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီနနမင်းလေးအုပ်လိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့အရန်စားကောင်းပြီးတော့တက်တက်လွတ်လည်းဖြစ်တဲ့အာလူးစီပြန်ဟင်းလေးကတော့ပြီးသွားပါပြီအာလူးလေးတွေကဤပြီးတော့မဆလာနန့်လေးရတယ်မွေ့မွေ့လေးဆိုတော့ဒီတစ်မျိုးရဲနဲ့တောင်မှထမင်းစားလို့ကောင်းပါတယ်အဲ့ဒါဆိုရင်တော့စီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစလိုက်တင်ပေးနေမှာဖြစ်လို့စိတ်ဝင်စားရဲဆိုရင်တော့စီရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်စီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ